ပြောသူမလေးမျိုးတက်ဆိုတဲ့အတိုင်းပဲမျိုးရောက်ပြီးတော့မစားဘူးအရင်မစားဘဲနဲ့စားဘူးအရင်ပဲစားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ် Hello guys တရားတို့မြန်မာပလာဇာကိုပုံစံသွားခဲ့ပါတယ်ဘာလို့လဲဆိုတော့မြန်မာပလာဇာမှာတရားတို့ညီမရေပိုတိုဘူးလေးရိုက်ဖို့ပါအဲ့ဒါနဲ့တရားတို့ say she's မှာပိုတိုဘူးလေးရိုက်ခဲ့ပါတယ်ရှင်ပိုတိုဘူးလေးရိုက်ပြီးတော့ဘိုက်ဆာလာလို့တရားတို့ကိုရီးယားဆိုင်တဆိုင်ကိုရွေးခဲ့ပေါ့နော်အဲ့မှာတရားတောင်းမှလည်းရရတာနဲ့ကိုရီးယားဆိုင်မှာလည်းထမင်းတောက်မှာခဲ့ပါတယ်ရှင်ဒါပေမဲ့အဲ့ထမင်းတောက်တောက်မှရပါမယ်ထမင်းတောက်နယ်ပြီးရဲ့လူကတရားမဆိုတော့ပို့ပြီးတော့ရတာရှိသွားပါရဲ့ရှင်တကယ်တော့တရားဘိုက်လုံးဝမစားဘူးเนาะဒီထမင်းတောက်စားနေတဲ့အချိန်မှာဘာလို့လဲဆိုတော့ရထားပေါ်မှာတရားမုတ်တွေတစ်ခုပြီးတစ်ခုစားခဲ့တော့ထမင်းတောက်ကိုမစားနိုင်ပါဘူးကိုရီးယားဆိုင်နာမည်လေးကိုတော့တရားမမှတ်မိတော့လို့ပြောတော့ပါဘူးဒါပေမဲ့အရသာတော့ကောင်းပါရဲ့ရှင်တရားမစားနိုင်ဘူးဆိုရင်တပွဲလုံးတော့ကောင်းအောင်စားခဲ့ပါရဲ့ရှင်တရား vlog လေးကြည့်ရင် follow လုပ်ခဲ့ဖို့မမေ့နဲ့เนาะ bye bye